ငလင်မနှုတ်ခင်မတိုင်ခင်တပတ်လောက်ကလေးကဘာလို့ဦးဇင်းတို့ဒီမြတော်နဲ့တာယာဝင်းချောင်းပေါ့နော်ဦးဇင်းတော်အံ့ဩပေါ်တာပေါ့နော်ပြားတွေပေါ့ပြားကြီးတွေကဦးဇင်းတို့ရဲ့ဒီလျှက်စစ်မီးသီးမှာလာပြီးတော့ဟိုလောက်ကြတာလာဖွဲ့ကြတာဖွဲ့ပြီးတော့ဘာဖြစ်လို့ဆိုတော့အဲ့မှာပြားလေးတွေအောက်ကျတဲ့ခါကျတော့မသိဘဲနဲ့နင်းမိသွားတာပေါ့နင်းမိသွားအဲ့ပြားတုတ်တာဟာတဲ့ဘုန်းကြီးတပည့်တော်ပြားတုတ်တာဟာမဖြစ်နိုင်ဘူးပေါ့နော်ထူဆန်းတဲ့နမိတ်တွေပေါ့တကယ်ကြီးဒါဦးဇင်းတို့ဒီနမိတ်ကိုဒါနားမလဲဘူးပေါ့နော်မသိဘူးပေါ့ခုကြတော့မှထားပါတော့ဒီ line ပေါ်မှာဒါအောင်ချမ်းသာအကြောင်းကိုပြောပါတယ်နော်အဲ့အကြောင်းမှာပြားတွေကလာဖွဲ့တော့အဲ့မှာအဲ့မနေသေးချင်လို့ဆိုကြအပြင်ကြောင်းသွားတဲ့ခါကျတော့ဆရာတော်တွေလည်းအသက်ပေးမှလွတ်သွားတာမန္တလေးမြတောင်ကျောင်းတိုက်ပေါ့နော်မြတောင်ကျောင်းတိုက်ဆိုတာကျောင်းပေါင်း23ကျောင်းရှိပါတယ်23ကျောင်းမန္တလေးမြတောင်တိုက်က35လမ်းနော်85 86မဟာအောင်မြင်မြို့နယ်မှာရှိတာပါစလက်လို့ချင်တော့တော်တော်လေးကိုတုံလှုပ်သွားပါနော်အကုန်လုံးအတိုင်းကြီးအိုးနဲ့ဆိုဖြစ်ပြီးတော့ပထမတစ်ကြိမ်လှုပ်တော့ဦးဇင်းတို့ဒီတာယာဝင်းချောင်းပေါ့နော်မြတောင်တက်တာယာဝင်းချောင်းကပထမတစ်ချိန်မှာမပြူသေးဘူးဒုတိယတစ်ချိန်လှုပ်တော့မှအကုန်လုံးဒီတုံးတက်ကျောင်းဆောင်ရတာပြူကျသွားပါနော်ဒီဘက်ဒါဆိုအလဲတိုက်ကျောင်းပေါ့နော်ဒါအလဲတိုက်ကျောင်းလည်းပြူကျသွားတယ်ဟိုဘက်မှာဦးဇင်းတို့ပြန်ပေါရေးကျောင်းရှိတယ်ပြန်ပွားရေးသုံးတဲ့ကြောင်းကြီးလည်းအကုန်လုံးအောက်ပြိုကျတာဟိုဘက်မှာဇပူအေးကျောင်းတို့နောက်ရွှေဝါဝင်းကျောင်းတို့အဲ့ကျောင်းတွေဆိုရင်လည်းအကုန်လုံးဟိုဘက်ရိုင်သွားတယ်ပေါ့နော်ဒီကျောင်းတွေဆိုတာဖြူဖြစ်ရမှာနောက်ရွှေဝါဝင်းကျောင်းဆိုရင်လည်းဖျားကန်းတွေရောပါအတွင်းတွေအကုန်အပ်သွားဆိုနေလို့အဆင်မပြေတော့ဘူးအများတော့တိုက်ဦးဆရာတော်ကြီးတော့မှကိုကျောင်းမှာကိုတာဝင်းကျောင်းမှာနေလို့မရတော့ဘူးဟိုရွှေဝါဝင်းကျောင်းမှာတက်ကျောင်းဆောင်မှာရွှေဝါဝင်းဆရာတော်နေပြီးတော့တရင်သုံးခိုင်းနေလို့ပေါ့နော်အဲ့မှာတခြားเจ้าမှာတွားနေရပါတရားဝင်ကြောင်းလုံးဝနေလို့မဖြစ်တော့ဘူးကွာအကုန်လုံးကွဲအပ်သွားတာပါတကယ်ရှင်ဒီဦးဇင်းတို့ဒီပရိယတ္တိသာသနာဟိတအသိကြီးပေါ့နော်ဒီဦးဇင်းတို့ညတော်ရဲ့မြောက်ဖက်ပေါ့နော်သူကကြတော့ပရိယတ္တိသာသနာဟိတအသိကြီးကဦးဇင်းတို့ဒီ34 35ပေါ့နော်85လမ်းပေါ်မှာတည်ရှိရပါအဲ့စာဖြေဌာနမှာဒီဦးဇင်းတို့ညတော်တက်ကသွားဖြေတဲ့ခါကျတော့ဟိုပြန်လုံတော်မူတာနဲ့ပျောက်ဆုံးပေါ့အခုချိန်ဆိုရင်တော့ဒါအပျောက်ဆုံးနေတာပြန်တော်မူတော့ပါပဲအကုန်လုံးကပြန်တော်မူတာကဘယ်နှပါးဆို10ပါးပေါ့နော်နောက်ပျောက်တန်ရာရက12ပါးပေါ့ကိုဆေးုံတက်နေတာခြေအောင်နှစ်ဖက်ဖြတ်လိုက်ရတယ်ခြေအောင်နှစ်ဖက်ဖြတ်လိုက်ရတယ်ဦးဇင်းတို့ဒီအဲ့ဒါကညတော်တိုက်ခေမာဝင်းကျောင်းပေါ့ခြေအောင်နှစ်ဖက်ဖြတ်လိုက်ရတယ်ကိုဦးဇင်းတို့ဒီတာယာဝင်းကျောင်းဆိုရင်ဦးဇင်းတို့လက်တစ်ဖက်ဖြတ်လိုက်ရတယ်အဲ့ဒီဦးဇင်းဆိုရင်ပိတ်မိတာပေါ့စဖြစ်ချင်းတဏှာကြီးထားပါတော့နော်တနိုင်ဟိုပေါ့12နိုင်50တန်း51တန်းအဲ့ဒီချိန်မှာလှုပ်လိုက်တော့အခါကျတော့အဲ့ဦးစင်းကဒီကွန်ကရစ်3နေအောက်ပေါ့နော်ရဲ့ပိဖိမိသွားပေါ့အဲ့မှာဖိမိသွားတဲ့ခါကျသူအဲ့လိုနိုင်ပေါင်း20လောက်ကြာပေါ့သူဦးစင်းတို့ဒီမနီစလာအတင်းတို့တခြားပရာဟိတအတင်းတွေပေါ့နော်သူဝိုင်းဝန်းပြီးလှုပ်တဲ့ခါကျတော့နော်သူတို့ရဲ့မဆုံးမနစ်တဲ့ဇွဲအားပေါ့နော်သူတို့သာတော့တညာလုံးမလှုပ်လို့ရှိရင်ဒါဒီကုသရလည်းအသက်ဆုံးရှုံးသွားတယ်ဦးဇင်းတို့ဘာတွေလှုပ်ပြီးတော့ဆိုဒီအတင်းအဖွဲ့တွေကအကုန်လုံးအောက်ဆီဂျင်တွေနောက်ပြီးတော့ရေတွေဘာတွေတစ်ခါလှမ်းပြီးတော့ပေါ့အကုန်လုံးလှုပ်ပြီးတော့ဒီဦးဇင်းကဒါဟိုအသက်ရှင်ဝင်ရပါတော့တခြားတိုက်တွေကဦးဇင်းတွေလည်းအဲ့လိုပဲပေါ့နော်ဒီပရာဟိတအသင်းတွေကထုတ်လိုက်တော့ဟိုဟာဖြစ်သွားတာပေါ့နော်အသက်ရှုမတည်ဘဲနဲ့အသက်ရှင်တာတွေလည်းရှိပါတယ်သူကတော့အဆုံးမနစ်ပေါ့နော်ဒါသူကျန်တဲ့လက်တစ်ဖက်နဲ့ပရိယတ္တိစာပေတို့ဒါသူပြန်ပြီးတော့လေ့ကျင့်ရတော့မှာပေါ့ဒီပါကြီးသူကဟိုဖြတ်လိုက်ရတဲ့လက်ကဟိုညာဘက်လက်ဆိုတော့သူစာရေးတာညာဘက်လက်နဲ့ရေးတာဟုတ်ညာဘက်နဲ့ရေးတဲ့ခါကျခုကျတော့ဒါပြန်ပြီးလေ့ကျင့်ရတော့မှာပေါ့ဒီပါကြီးဟုတ်လားဘက်လက်နဲ့လေ့ကျင့်မယ်ဟုတ်တယ်မှာပြန်ပြီးတော့ဒါဓမ္မစရိယကိုအောင်မြင်အောင်ဆက်လက်ဖြည့်ပါပေါ့နော်တန်တဲ့ဒီညတော်တိုက်ကဥစဉ်နေလိုက်နော်ဥစဉ်နေလိုက်ဒီလိုပဲစာပေပရိယတ္တိကိုစူးစမ်းအားထုတ်ကြမှာညတော်တိုက်ဆိုတော့ဦးဇင်းတို့တန်ခါအပန်း900ကျော်ရှိငလင်မနှုတ်ခင်မတိုင်ခင်တပတ်လောက်ကလေးကဘာလို့ဦးဇင်းတို့ဒီမြတော်နဲ့တာယာဝင်းချောင်းပေါ့နော်ဦးဇင်းတော်တော့အံ့ဩပေါ်တာပေါ့နော်ပြားတွေပေါ့ပြားကြီးတွေကဦးဇင်းတို့ရဲ့ဒီလျှက်စစ်မီးသီးမှာလာပြီးတော့ဟိုလောက်ကြတာလာဖွဲ့ကြတာဖွဲ့ပြီးတော့ဘာဖြစ်လို့ဆိုတော့အဲ့မှာပြားလေးတွေအောက်ကျတဲ့ခါကျတော့သူကမသိဘူးပေါ့နော်ဘာလို့တော့မသိဘဲနဲ့နင်းမိသွားတာပေါ့နင်းမိသွားအဲ့ပြားတုတ်တာဟာတဲ့ဘုန်းကြီးတပည့်တော်ပြားတုတ်တာဟာမဖြစ်နိုင်ဘူးပေါ့နော်မင်း9000ဒီမြတောင်တိုင်းမှာ
ရတော့ဒီတာယာဝင်းကျောင်းမှာနေတာနှစ်ပေါင်း30ကျော်နေပြီပေါ့နော်ငါတို့ဒီပြားတွေပါလေဆိုတော့တစ်ခါမှလည်းအဲ့လိုဟိုလာဖွဲ့တာလည်းမတွေ့ခဲ့ဘူးပေါ့နော်ဒီမှာဒီကျောင်းထဲမှာပေါ့နော်တခြားတော့ရှိမှာပေါ့နော်ဒီဦးဇင်းတို့ဒီကျောင်းထဲကိုဒီပြားတွေကရောက်လာတာပေါ့အဲ့လိုနောက်ကျောင်းကဦးဇင်းဥက္ကိမနန္ဒဆိုရင်လည်းအဲ့တိုင်းပဲသူလည်းပြားဒုက္ခရတာပဲအဲ့ဒါထူးဆန်းတဲ့နမိတ်တွေပေါ့တကယ်ကြီးဒါဦးဇင်းတို့ဒီနမိတ်ကိုဒါနားမလဲဘူးပေါ့နော်မသိဘူးပေါ့ခုကြတော့မှထားပါတော့ဒီ line ပေါ်မှာဒါအောင်ချမ်းသာအကြောင်းကိုပြောပါတယ်နော်အဲ့အကြောင်းမှာပြားတွေကလာဖွဲ့တော့အဲ့မှာအဲ့မနေသေးချင်လို့ဆိုကြအပြင်ကြောင်းသွားတဲ့ခါကျတော့ဆရာတော်တွေလည်းအသက်ပေးမှလွတ်သွားတယ်ပေါ့ခွင့်လွန်သွားတဲ့ဆရာတော်တန်ဃာတော်တွေညဆို7 နာရီလောက်ဆိုရင်ထားပြီးဒီမြောက်ပေါက်သွားပြီးပိဋကထန်းတွေသွားရွတ်ပြီးတဲ့နေ့တည်းဘာလုပ်ပြီးတော့အဲ့လိုပေါ့ခုမြန်မာနိုင်ငံမှာငလျင်တန်ကြောင့်ဒီဆုံးတဲ့တန်ဃာတော်တွေပြန်တော်မူတဲ့တန်ဃာတော်တွေပေါ့နော်တည်ဆုံးသွားတဲ့ပုံကိုယ်တွေပေါ့နော်အဲ့ဒီပုံကိုယ်တွေအတွက်ကိုဦးဇင်းကအထူးပေါ့နော်ဒီတဲ့အပြတ်တမ်းပေးဝေတယ်ပေါ့နော်ရင်းထဲမှာလည်းစက်သိန်းတွေထားတယ်ပေါ့ဒါမျိုးလေးဖြစ်ပါလား